နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်တီးဖို့တမ်းမတော်မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာဒီပြည်တော်ပြန့်ခိုင်ရေးဖွင့်ဝဲအတင်းကိုချစ်လူများကိုခိုင်းလို့မဟုတ်ချစ်လို့ဝင်တယ် ဒီကံပြိုးကသာအနိုင်ရခဲ့လို့အစိုးရဖွဲ့သွားတင်ကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလား ဟာကိုပဲကောင်ဆဲပဲအောင်လွတ်သေးတယ်ခင်ဗျာလေပြန်ပြိုးပေးရလာလေအခုတားအောင်မေးတယ်လေပြန်ပြိုးစီ come from the military တမ်းမတော်လာတဲ့အဖွဲ့အစည်းများတယ်လူတွေပဲတမ်းမတော်မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာဒါပြောတော့ဘူးလေကျွန်တော်တို့စစ်သားသားသမီးလေယူနီဖောင်းမြင်ချစ်တယ်လေသေဘောဆဲတဲ့ကောင်သေကြဘော ဟုတ်ကဲ့ဒီကံပြိုးကိုထောက်ခံလိုက်တာနဲ့ပေးဟိုဟာပေါ့လူတွေစီမအပြောဆိုခံရမှမကြောက်ဘူးလား ဘာလို့ကြောက်အောင်သူလဲလူကိုလဲလူပဲခင်ဗျာ95နှစ်ရွယ်တွင်စင်မတက်လိုက်မယ်ချောင်းတော့မလုံးနဲ့ပေါ့နော်ချောင်းလို့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက်ဘာပဲဖြစ်ကျွန်တော်ပြောတာရခိုင်လည်းချစ်တာပဲဒါပေမဲ့ရခိုင်မကောင်းတာလို့တော့ချစ်စရာအကြောင်းမရှိဘူးမွတ်စလင်လည်းချစ်ရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအင်ရှင်သူကဧည့်တယ်ငါနဲ့မတူရင်ငါရန်သူဆိုတာတော့ခင်ဗျာတပင်းစားတယ်မလား use your brain ဆိုတော့ပြည်သူတွေဒီရွေးကောက်ပွဲမှာဝင်ပါလာကြဖို့ဗာရများနှုတ်ဆော်ပြောချင်တယ် မနှုတ်တော့ဘူးပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မှာရှိတဲ့ဘာသာမေးလူမျိုးပြည်ဆက်ရှင်တွေပြည့်အကုန်လုံးမဲယုံကိုသွားမဲပေးကြဟိုဟာကိုပေးပါဒီဟာပေးပါကျွန်တော်မပြောတွဲပိုင်ဝင်လည်းမရှိဘူးသူနှလုံးသားထဲကပေးမယ်ဟာအေးအဲ့ပေးလိုက်လို့ရွေးတဲ့လူကတော့လွတ်တော်တဲ့ဝင်သွားတော့မှာအဲ့လွတ်တော်အပေါ်ကနေပြီးတော့မှဆိုးဖြတ်လိုက်မယ်အေးအဲ့ဒါကိုစိုက်တဲ့စပါးကိုရေးရမှာကြည်လို့တီးဖို့ ခင်းချင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ် နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ရှင်းတယ်နော်အေးအဲ့ဒါပဲဗျာ